တော်တော်များများမသိတဲ့ cancer တွေရဲ့ dark side ကိုပြောပြမယ်။ Hello ကန်ဒီပါဒီနေ့မှာတော့ mini media အနေနဲ့ cancer ဇိုးတွေရဲ့အကြောင်းလေးတွေကိုပြောပြသွားမှာဖြစ်ပါတယ်။ဒီ21ကနေပြီးတော့ July 22မိုးရဲ့လူတွေက cancer နေပဲဖြစ်ပါတယ်။ဒီသတ္တဝါတွေပါ cancer တွေရဲ့ကိုယ်စားပြုအကောင်လေးကတော့ကနန်းပေါ့နော်။ကနန်းဆိုတဲ့အတိုင်းပဲသူတို့ကအပြင်မှာကြောပြီးတော့အတွေးနူးညံ့တဲ့လူဖြစ်ပါတယ်။သူတို့ရဲ့အဲ့ဒီနူးညံ့မှုတွေကိုသူတို့ရဲ့ feeling အစစ်တွေကိုသူတို့ကဖုံးထားလေးရှိရပေါ့နော်။ဖုံးထားပြီးတော့သူတို့ရဲ့ personality ကဘယ်လိုလဲဆိုတော့ဖုံးထားပြီးတော့သူတို့ကအဲ့လိုအပြစ်ပေါ်ရန်ကြည့်လိုက်လို့ရှိရင်မာနကြီးရလို့မခင်ချင်တာလို့အဲ့လိုပုံစံလေးလူတယောက်ကြည့်လို့ရှိရင်တော့ခိုးကြည့်တယ်အဲ့လိုမျိုးပေါ်တင်မကြည့်ဘူးခိုးကြည့်တယ်အဲ့လိုမျိုးပုံစံလေးပေါ့နော်အတွေးသမားဆွေးသမားလေးတွေပေါ့ပြီးတော့သူတို့ရဲ့ကနန်းဆိုတဲ့အတိုင်းပဲတက်ရသွားတာမကြိုက်ဘူးတစောင်းသွားတာကြိုက်တယ်ပေါ့နော်ဥပမာလူတွေတော်တော်များများကြိုက်နေတဲ့အရာဆိုလို့သူတို့ကြိုက်ချင်မှကြိုက်တယ်လူတွေအကုန်လုံးလိုချင်တဲ့အရာဆိုသူတို့မလိုချင်တော့ဘူးအဲ့လိုမျိုးပေါ့သူများကြီးလုပ်တဲ့အရာဆိုကိုမလုပ်ချင်ဘူးအဲ့လိုစိတ်နေစိတ်ထားလေးရှိတယ်ပြီးတော့ဘယ်လိုလဲဆိုတော့သူတို့အမိတ်နာခံရတာကိုမကြိုက်ဘူးအရွယ်တိုက်တတ်တယ်ပေါ့နော်ဘယ်လိုလဲဆိုတော့ကိုကဥပမာသူတို့ကကိုချင်းစာတရားအရန်ရှိတယ်ကန်ဆာတွေကကိုချင်းစာတရားအရန်ရှိတယ်အရန်ကျင်နာတတ်တယ်အရန်ချစ်တတ်တယ်သို့တော်ညာလဲအဲ့ဒီဟာတွေကိုသူတို့ကအမြဲတမ်းဖုံးကွယ်ထားတယ်သူတို့ရဲ့အတွေးထဲမှာပဲအဲ့ဒါတွေရှိတာပေါ့နော်ဥပမာကိုကတခုခုကိုတငယ်ချင်းပေါ့နော်တခုခုကိုဘေးကလူတခုကူညီလိုတာပဲဖြစ်သူတို့ကတန်းပြီးတော့အဲ့လိုခံစားရတယ်အနမ်းရတယ်ပေါ့နော်တန်းပြီးတော့ပါဇက်ကသူများပြောစရာမလိုအဲ့ဒီလူကပြောစရာမလိုပါဇက်ကနေငါ့ကိုဒါလုပ်ပေးပါလို့ပြောစရာမလိုသူတို့ကလုပ်ပေးပြီးသားပဲအလိုက်တသိနဲ့ပါဇက်ကပြောစရာမလိုအောင်သူတို့ကဒီလူတယောက်ကိုဘေးဥထုပြကိုဘေးမှာရှိတဲ့လူတွေကစိတ်တွေကဘာကြီးတွေးနေလဲဆိုတာကိုသူတို့ကအဲ့ဒါကိုကောင်းကောင်းသိရပေါ့နော်ကောင်းကောင်းအနမ်းရတယ်ကောင်းအနမ်းရပြီးတော့ပါဇက်ကပြောစရာဒါပေမဲ့တခုတော့ရှိရယ်စိတ်ရဲ့အရန်ကောင်းပေမဲ့သူတို့ကိုနင်ဒါလုံးလိုက်လေဥမာတပြက်စီလဲမယ်လို့ကိုကစဉ်းစားထားပြီးသားစဉ်းစားထားပြီးသားဒါပေမဲ့တယောက်ကနေတပြက်စီလဲလိုက်လေလို့ပြောလို့ရှိရင်အဲ့လိုကိုမလုပ်တော့မလုပ်ချင်တော့တမင်မလုပ်တာပေါ့နော်မလုပ်တော့သူတို့ရဲ့စိတ်ထဲမှာမလုပ်ချင်တော့ဘူးအဲ့လိုဖြစ်တာအဲ့လိုစိတ်နေစိတ်ထားလေးရှိရပေါ့နော်ကန်ဆာတွေကကြတော့အရန်အကျွဲတိုက်တယ်ပေါ့နော်ဟိုအဲ့လိုမလုပ်တဲ့အပြင်ကိုတခုခုကိုအဲ့ဒီတစ်ဖက်လူမကြိုက်တဲ့တခုခုကိုရွက်ပြီးလုပ်ပြတယ်သူတို့ရဲ့ဗာလဲတမင်တက်ကြီးနေစိတ်တူပါစေတော့ဆိုပြီးတော့လုပ်တာတော့မဟုတ်ဘူးဒါပေမဲ့သူတို့ကအဲ့လိုမျိုးလေးစိုးကျင်တာပေါ့နော်အဲ့လိုလေးစိုးပြကျင်တာပေါ့နော်နည်းနည်းဂျက်ကန်နိုင်တာပေါ့အဲ့လိုစိုးပြကျင်တာငါတခုလုပ်လိုက်ရင်ဘာဖြစ်မှာလဲပေါ့နော်ငါအဲ့လိုလုပ်ပြလိုက်မယ်လားဆိုရင်သူကတကယ်တော့အဲ့ဒီစိတ်ကလေသူတို့က insecure ဖြစ်တဲ့စိတ်ကပုံများတာပေါ့နော်အမှန်တမ်းပြောလို့ရှင်တော့သူတို့မယူဆိုင်တဲ့လူကသူတို့ကိုအဲ့လိုဒင်တာလုံးလိုက်လေလို့ပြောလို့ရှင်ငါမလုံးလိုက်လို့ရှင်သူကငါအဲ့လိုကောင်းမှလားငါမလုံးလိုက်လို့ရှင်သူကခင်အောင်မှလားငါဒီလိုတခြားတစ်ခုသူမကြိုက်တာလုံးလိုက်လို့ရှင်ငါ့ကိုချစ်အောင်မှလားဆိုတော့စမ်းတက်တဲ့စိတ်အရန်ရှိရပေါ့နော်အရန်စမ်းတက်တဲ့လူသူတို့အချစ်ကိုလိုချင်တယ်ဆိုလို့ရှင်တော့အရန်စမ်းတက်ခံနိုင်မှရပါမယ်သူတို့အချစ်ဆိုတာလို့ချစ်သူကြီးသားမှမဟုတ်ဘူးပေါ့နော်သူတို့ရဲ့ဒီမလုံခြုံနာလွယ်တဲ့စိတ်ကလေးပေါ့ insecure ဖြစ်တဲ့စိတ်ကလေးကိုတော်တော်လေးကိုနှွေးထွေးမှုပေးနိုင်မှသူတို့ကလည်းယုံကြည်ပြီးတော့ကိုယ့်ကိုစိတ်တွေအကုန်လုံးကိုသူတို့ရဲ့အချစ်တွေသူတို့ရဲ့စိတ်ရင်းတွေအကုန်လုံးကိုဘုံဆိုပြီးတော့ပုံအပ်လိုက်တာဖြစ်ပါတယ်အဲ့လိုသူတို့ယုံကြည်ပြီးသွားပြီဆိုလို့ရှိရင်လည်းသူတို့ဘာမှမဆိုလုပ်ပေးတယ်ဘာမှမဆိုလုပ်ပေးတယ်ဥပမာကိုကအဲ့လိုတခုခုဒုက္ခရောက်နေပြီငါဒါလုံးလိုက်ရင်ကောင်းမလားအဲ့လိုသူပေးနာလူတွေကအဲ့လိုမျိုးပေါ့နော်အဲ့လိုစိတ်ညစ်နေတယ်လို့ပါဆိုသူရဲ့ကိုကျိုးကိုတော့စွန့်ပြီးတော့လုပ်ပေးတယ်စေနာပြင်းနဲ့လုပ်ပေးတယ်ဥပမာစားရရှိလို့ရှိရင်လည်း तू မစားဘူး तू အငတ်ခံပြီးတော့तू ချစ်တဲ့သူကိုကြွေးတယ်အဲ့လိုကိုကျိုးစွန့်တတ်တယ်ပေါ့နော် तू လိုချင်တဲ့အရာကိုလည်း तू စွန့်လွတ်နိုင်တယ် तू ချစ်တဲ့လူကိုဆိုလို့ရှိရင်အဲ့ဒါဘသူ့ကိုပဲတကယ်ချင်းပဲဖြစ်ဖြစ်ဟွာပဲဖြစ်ဖြစ်ချစ်သူပဲဖြစ်ဖြစ်မိဘကိုပဲဖြစ်မိသားစုသူတို့ကမိသားစုအရန်ဦးစားပေးတယ်သူတို့ကိုချစ်မယ်ဆိုလို့